လည်းမကြိုက်သေးဘူးအဲ့တော့ငါချမ်းသာတဲ့စကားကိုပြောဘူးလူညံ့တဲ့စကားနဲ့ပြောမယ်အကျိုးရှိအောင်ပြောမယ်လို့ဟုတ်တယ်လို့တစ်ဖက်ကနေတွေးပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ဒီလိုဆင်ញင်တာနှလုံးသွင်းတာကိုယောနိတော်မေတ္တာလို့ခေါ်တယ်ဘယ်ရာပဲဖြစ်ဖြစ်တစ်ဖက်ကနေကြည့်ရင်ဒေါသထွက်เสียဖြစ်ပေမဲ့တစ်ဖက်ကကြည့်ရင်ကျေးဇူးတင်เสียမျိုးရှိတတ်တယ်အဲ့တော့ဒေါသဖြစ်မဲ့ဘက်ကနေမစင်စားနဲ့ကျေးဇူးတင်เสียဘက်ကစဉ်းစားအမြဲအဲ့ဒါလို့စဉ်းစားရင်ဘာအကျိုးရှိတော့လို့ဆိုရင်ကိုယ်တဏ္ဍာမှာအမုန်းတရားကင်းခြင်းအကျိုးရှိတယ်ဟောယင်းတဲ့နှလုံးထဲမှာအမုန်းကင်းပြီဆိုလို့ရှိရင်စိတ်မချမ်းသာပဲဘူးလားစိတ်ထဲမှာကြည်နူးရဟုတ်ကဲ့ယင်းတဲ့နှလုံးထဲမှာအမုန်းကင်းလို့ရှိရင်စိတ်နှလုံးကကြည်လင်အေးမြဒါလက်တွေ့ရတဲ့အကျိုးတစ်ခုဘုရားမြတ်စွာဟောတဲ့တရားဓမ္မတွေဆိုတာလက်တွေ့ကျင့်သုံးလို့ရတဲ့တရားတွေဘဝနေနည်းတွေ way of life လို့ခေါ် the way of life ဘဝတစ်ခုကဘယ်ပုံပဲနည်းနေရမယ်ဆိုတာမြတ်စွာဘုရားကဟော